ဒါရီကတော့ကျွန်တော်မြူနစ်ကနေ Landsberg ကိုသွားတဲ့ခီးစဉ်လေးဖြစ်ပါတယ်ပထမဆုံးကျွန်တော်ဘူတာယုံကိုကားလေးစီးပြီးတော့သွားခဲ့ပါတယ်ယထာကတော့ကျွန်တော်မြူနစ်ကနေ Landsberg ကိုတနားရီကျော်လောက်တော့ယထာစီးခဲ့လိုက်ရပါတယ်ခင်ဗျာအဲ့နေရာလေးကကျွန်တော်ရေတကုံလေးဖြစ်ပါတယ်ဒါကရေတကုံကိုမရောက်ခင်မှာဒီမြို့လေးကိုဖျက်ရတယ်ပေါ့လေမြို့လေးကလည်းအရင်လှပါတယ်အဲအကြောင်းကျွန်တော်ဗီဒီယိုလေးရိုက်ခဲ့ရပါတယ်တော်တော်လေးနဲ့လှပါတယ်အပြင်မှာအရန်ကိုကြည့်လို့လှပါတယ်ပြီးတော့ကျွန်တော်ဒီနေရာလေးကိုရောက်ရှိခဲ့ပါတယ်ရောက်ရှိခဲ့တော့ရေတကုံကြီးကတော့တော်တော်လေးကိုလှပါတယ်သူကအထစ်ထစ်တင်နဲ့လောက်ထားတဲ့ရေတကုံလေးလည်းဖြစ်ပါတယ်လေကနေပြီးတော့ရေစီးကျနေရလေးကိုအနီးကပ်လေးကြည့်လို့ရအောင်ပြီးရိုက်ပြထားပေးရတယ်ဒီအထစ်ထစ်ကလေးတွေကိုဆောက်ထားတာတော်တော်လေးကိုလှပါတယ်အတွင်းထဲတော့ဝင်လို့မရပါဘူးဘာလို့လဲဆိုတော့ရေစီးအရန်ကျန်တဲ့အတွက်အနည်းရှိလို့ပါပြန်ကန်ကြီးကြတော့ကျွန်တော်ဒီကအိမ်ကလေးတွေကအရန်တိတိတက်တက်လေးဆောက်ထားတာဖြစ်တဲ့အတွက်ပြတာပဲဖြစ်ပါတယ်ပြီးတော့ချန်စီယိုလေးတွေကလည်းပေါ့ကျွန်တော်အမြင့်မဟုတ်ဘူးပေါ့ပူပူလေးလေးနဲ့အရန်ချစ်စရာကောင်းပါတယ်အားလုံးပဲကျွန်တော်ပြန်ပါပြီဘိုင်ဘိုင်